Oh, hello, အားလုံးမင်္ဂလာပါဒီနေ့ကတော့အရန်ကိုချစ်ဖို့ကောင်းတဲ့ကောင်မလေးတယောက်ရဲ့အကြောင်းကိုတင်ပြမှာဖြစ်ပါတယ်တူတူလိုက်ကြည့်ပြီးကြမို့အားလုံးတက်ဆိုပါတယ် let's go မနက်မိုးလင်းပြီဆိုတော့ငါထငါဒီနေ့ပဲလို့ဆိုရေချိုးလိုက်မယ်မျက်နှာကိုတိလိုက်မယ်မနေ့ကတော့မျက်နှာပဲတက်တာဆိုတော့တော်ပြီငါရေချိုးမျက်နှာတိလောက်လိုက်မယ်ချိုးမျက်နှာတက်တော့လုပ်ပြပါပြီရေချိုးလိုက်မယ်တခါတည်းမမရေချိုးလိုက်မယ်ဆိုအမလီရေချိုးမယ်ဒီရေချိုးတက်လိုက်နေခေါင်းကချော်လိုက်တော့မယ်နာကလေးပါရှော့ရပြီမမေအင်းကြီးလဲလဲလိုက်အောင်မယ်မလေးအင်းကြီးကငါပေါ့ပေါ့ပါအင်းကြီးပဲလဲလိုက်တော့မယ်လေပေါ့ပေါ့ပါဆိုမှဟိုပါလေဝင်းကြီးလေးပဲဝေးလိုက်တော့မယ်ချလိုက်အောင်မယ်ပေါ့ပါအင်းကြီးဆိုတော့ဒီဟာလေးပဲဝေးလိုက်တော့မယ်โอเคရပြီဒါလေးဝေးလိုက်ဆိုတော့ငါအရင်ဆိုဘိုက်စားလာတယ်ဘိုက်စားတော့ဝယ်စားမယ်ဟဲဘိုက်စားဆိုမှငါမပတ်ဆန်အိမ်လားပတ်ဆန်လည်းမပါလာဘူးမြန်တော့ပြေယူဟာစိတ်ညစ်ပါတယ်မြန်တော့ပြေယူတော့မယ် let's go မာလာဘေးအခန်းထဲမှာငါပတ်ဆန်ရောဘယ်တော့မှထားမိတယ်တော့မသိတော့ဘူးစိတ်ညစ်ပါတယ်ဘယ်မှာလဲပတ်ဆန်အိတ်ကမနေ့ကပတ်ဆန်ရောဘယ်နားမှာထားမိလိုက်တာပတ်ဆန်ရင်ပြောင်းလဲလုံးကြပါအောင်ဒီခန်းထဲမှာပဲတွေ့ပြီโอเคရပြီဒီမှာဒီပတ်ဆန်လေးယူလိုက်အောင်မယ်ရပြီပတ်ဆန်နဲ့ပတ်ဆန်လိုက်ပြည့်သွားပြီဆိုတော့ငုတ်သွားဝယ်စားတော့မယ်ငါစားနေကြမိုးငါပြချင်သွားဝယ်ကောင်းမလဲစားနေကြမိုးဆိုင်မဲ့သွားဝယ်လိုက်တော့မယ်စတောက်စိတ်သွားဝယ်ကောင်းမလားစတောက်စိတ်ပိတ်ခုပိတ်ထားတယ်ထင်တယ်ခုဒါပါမှာပိတ်ထားတယ်အဲ့ဆိုငါဘာလဲမားကတ်လေးမှာပဲတော့ဝယ်လိုက်တော့မယ်ဒီမားကတ်မှာပဲတော့ဝယ်လိုက်တော့မယ် let's go ဝင်ကြမားကတ်တော့ရောက်ပြီမင်္ဂလာပါရှင်ဘာလေးယူမလဲရှင်မုတ်ကလေးယူရှင်လို့ဟုတ်ကဲ့ပါကြိုက်တာယူပါရှင်အဲ့ဆိုဒီနှစ်ခုပဲလိုက်မယ်နော်ကဲပါကျေးဇူးအများကြီးတင်ပါတယ်ဒီဘက်တော့ကရှင်လားမရှိလားတော့ကြည့်ရတယ်အရင်ဆုံးတော့အဲဒီပြီးမယ်ရတီဦးတူရတာရနာပဲ